ကျွန်တော်ဘယ်လိုလဲဆိုတော့အားလုံးသိကြလားဗျကျွန်တော်အတန်နားထောင်ကြည့်ကျွန်တော်ကဘယ်သူလဲဆိုတော့သိလားကျွန်တော်ဘယ်လိုပြပြမလဲဆိုတော့ကြည့်ထားပေးပါကျွန်တော်ဟာဘယ်သူလဲဆိုတော့မှန်းခဲ့ပြီအောင်ကျွန်တော်မျက်နှာမပြတော့ဘူးเนาะမျက်နှာမပြအတန်လေးပဲနားထောင်ကြည့်လိုက်တော့ okay 1တော့ကျွန်တော်ဒီကပိုင်းကျွန်တော်ရှော့ကန်လေးနည်းနည်းပြန်ပြီးတော့ကစားနေတယ်ပေါ့ဗျာဟိုရင်တော့ဆိုတော့ရှော့ကန်လုံးဝမကင်ဘူးခုဒီနောက်ပိုင်းနည်းနည်းလေးပြန်လေ့ကျင့်နေတယ်ဘာဖြစ်လို့သူများနေရှော့ကန်နေကင်တာကျွန်တော်အရင်အားကြရတယ်ဗျာဘာကျွန်တော်ကလေအဲ့လိုဟို DBS တို့ဘာလို့ဆိုရင်လေအဲ့လိုသူများတွေကဖောင်းဖောင်းဆိုတကောင်တော့မလားကြောက်ဖောင်း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 ဆိုမှတကောင်တော့လားဆိုတော့လေအဲ့ဒါဘဝတူတွေအများရှိရင်လည်းမန်းငယ်ပြီးလို့ရတယ်တလား DBS တဲ့ကျွန်တော်တော်တော်ကြီးကိုကစားနေရတယ်ပေါ့နော်ရှော့အဲ့ဒါသိပြီးမှရှော့ကန်ကိုလေ့ကျင့်နေတယ်ပေါ့ဒီကပိုင်းနေနည်းနည်းရှော့ကန်လေးတွေဖိချစ်မိတယ်ဗျအကြောင်းဒီဗီဒီယိုထဲမှာတော့အော်တိုကန်နဲ့သိပြတာမတွေ့လောက်သေးဘူးကျွန်တော်ရှော့ကန်ပဲနည်းနည်းဖိပြီးတော့ကစားထားတယ်ပေါ့ဗျာကျွန်တော်လည်းတကယ်ပြောတာအားလုံးကိုပဲလေကျွန်တော်အားပေးနေတဲ့ပေါ်တာတွေအားလုံးကျွန်တော်တခုလေးမေးလဲမေးချင်တယ်ကျွန်တော်လေးစကီးကိုကျွန်တော်အရန်လေ့ကျင့်ချင်တယ်ကျွန်တော်ဒီချက်ကောင်းကျွန်တော်လေ့ကျင့်ချင်တယ်ကြိုးစားချင်တယ်ဒါပေမဲ့ကျွန်တော်ဘော်ဒါတတရရှိတယ်ကိုလီဗိုင်ဟာတန်လွတ်ပြီးဆိုတဲ့အဲ့ဒီတတကိုကျွန်တော်ပြောချင်တာကျွန်တော်ဘယ်လိုလုပ်အောင်မလဲကျွန်တော်ဟာတလန်ကိုသွားရမလားကျွန်တော်စကီးပိုင်းကိုသွားရမလားအဲ့ဒါကိုကျွန်တော်ပြောပြီးကျွန်တော်ကလေတို့လေ့ကျင့်ချင်တယ်ဗျာကျွန်တော်လုံးဝဘယ်လိုပြောစကီးအောင်ကောင်းတဲ့ကိုလီဗိုင်ဆိုဟာအဲ့လိုမျိုးကြီးကျွန်တော်ကအဲ့လိုမျိုးဘယ်လိုသိတယ်မလားမြောက်တက်နေအောင်အဲ့လိုကျွန်တော်တိုးချင်တာဟုတ်တယ်မလားကျွန်တော်စကီးပေါင်းအရင်လေ့ကျင့်ချင်အဲ့လိုမျက်နှာတည်နေကျွန်တော်အဲ့လိုမျက်နှာရုပ်တိတိနဲ့ခက်တိတိနဲ့ချောလေးနဲ့ကျွန်တော်ဆော့နေတာငါကောင်းလေးဆော့ပြီးဆိုမင်းတို့ကငါ့ကိုလာပြီဟာတန်လုတ်ပြီးကျွန်တော်ထိုးချင်တယ်တဲ့ဘရိုတို့တကယ်ပြောတာကျွန်တော်ထိုးချင်တယ်ခါကျဒေါသထွက်ထားတယ်ပါတော့ကဒါကတော့ချစ်ဖန်တွေရဲ့ပျော်ရွှင်မှုပေါ့ဒါတော့အဖြစ်ပြောလို့လည်းမရပါဘူးကျစလေးကောင်လည်းပြီးတော့ event ထဲမှာပိုင်ဆိုင်ထားပေါ့ဘူးကန်ထဲမှာပိုင်ဆိုင်ထားတယ်ရှစ်မတကောင်နှောလိုက်တယ်ကားတစ်ကောင်လာတယ်ထပ်ပစ်တယ်ဖောင်းလဲပစ်တယ်ထပ်နှောသွားခဲ့ပါတယ်ခင်ဗျာဒါကတော့ဘာညာကွီးကွာတဲ့မုံနေကကျွန်တော် easy လေးစောင့်နေနေတာ record လေးဖန်ထားတာပေါ့နော်ထပ်ပစ်တယ်မနက်ကေပဲတော့တင်နော်ကျွန်တော်စကီးလေးနည်းနည်း train ကျင်တယ်သိတယ်မလားပြောတော့ဟိုရင်တော့လည်းမတူလို့ကျွန်တော် PUBG game ကကျွန်တော်ဆိုလေးဆော့လာတော်တော်ကြာခဲ့ပြီနော်အခုထိလေ့ကျင့်ရတော့ပဲပြီးဆုံးသွားတယ်ကိုမရှိဘူးဒီကိန်းညာခါလေးကြရင်လည်းဘယ်လိုပြောမလဲဆိုတော့ကိုကဘလောက်ပဲပိဆက်ခဲ့ပေါ့နော်ပြန်မရခဲ့တဲ့သူတွေအတိုင်းပဲပေါ့ငါဘာတွေပြောနေရလဲစော်မရှိတဲ့ကောင်တွေငါဘာတွေပြောနေရလဲငါပြောနေတယ်သူတို့နားလိမ့်မှာမဟုတ်တဲ့ဟာကိုငါဘာတွေပြောနေရလဲကဲအလုံးမဲ့ကောင်20ဘောတကောင်ပြစ်လိုက်တာ20ပြည့်သွားခဲ့ပါပြီကဲနောက်ဆုံး2ကောင်ဒီနားမှာတစ်ကောင်နော်ဖတ်ပြီးတော့ဒီနားမှာခြိတန်ကြားတယ်တက်လာတယ်မိကျဲတယ်ဖုတ်ဖတ်ဘယ်ရလဲအော်ဒီမှာဖတ်နိုင်ပါကဲ live stream လေးကိုလာအားပေးပါဦးသေးနော်အားပါ We are number 1